ဒီနေ့ကျွန်တော်စီယုံကြီးသွားမှာပါဒါဆန်းကောင်းလေးကနဲ့ဒီက2ယောက်နဲ့သူတို့ကဗါလဲစီတစစ်ကြောင်စီတစစ်ပေါ့လိုက်သွားပြီးတဲ့ဘောဒီကနေ့ကျွန်တော်ဆောက်ပေါက်လေးပဲတိုးရဲဘူးဒီနေ့ပေးရမှာတော့အဲ့ဒါလေးပေါ့ဆိုင်ငါ2စီးနဲ့သွားမှလူ4ယောက်ပါနေမကူကင်းနဲ့သွားကြပါချွန်တယ်လေလိုတက်ကနေသွားမှာဝချလာစီယုံကြီးကိုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်ခဲ့ကြပါพี่ใหญ่ย่าพี่โก้นะครับตื่นเช้ามากเมื่อคืนนอนประมาณตี 2เนี่ยขอบตาดำเลยตอนนี้เราเตรียมพร้อมไปแล้วนะครับดูพี่โก้เตรียมตัวที่จะพร้อมที่จะไปแล้วนะครับพร้อมแล้วพี่ใหญ่ถ่ายรูปครับผมคนขับไปကျွန်တော်တို့ဆိုင်နေထွက်လာပါပြီဒါကျွန်တော်တို့နေနေရပါတော့ဒီဘက်မှာဆိုရင် top family dairy ရှိတယ်ဒီဘက်မှာဟုတ်ပြီဒါစီကန်စီဖြစ်ပါမယ် PTT မှာစီဖြစ်ပါမယ်အယုံနှကောင်ကနေမသွားဘဲနဲ့ကျွန်တော်အယုံနှကောင်လမ်းကြားကနေကျွန်တော်သွားပါတယ်ဟိုလမ်းမဝေးပြီးလမ်းမဟုတ်ကျွန်တော်တောင်ကြားလမ်းနေဖြတ်လာပါတယ်ဗျာဒီဘက်မှာကရတော့လမ်းရှင်းလို့ပေါ့နော်ရင်ညိုးရှင်းလို့ပါလမ်းမလမ်းကိုရောက်ပါပြီ။ဒါဆိုရင်ကျွန်တော်မီးပွိုင်းကြီးထိတာဆိုတော့ကျွန်တော်ဒီမှာစောက်ရမှာကြာကြီး။ကျွန်တော်ဒီမှာတစ်ချက်စောက်အောင်။တစ်ချက်မဟုတ်ပါဘူးကြာကြီးစောက်အောင်ပါ။ကျွန်တော်လမ်းဆုံးလမ်းကွာမီးပွိုင်းရောဗျာ။ဒီမှာဆိုရင်မီးပွိုင်းကြာလားမကြာလားဆိုတာစလေးတောက်ပြမဟုတ်သားတော့ရပါ။ဒါကျွန်တော်စမ်းကောင်းလေးပါဆိုင်နေနဲ့ဘောစီရပါကြည့်တယ်ပေါ့ဆိုင်တော့တော့ဒီမဲရပါလို့တော့ဆောင်ရတာ7မိနစ်ကျော်သွားပါပြီကျွန်တော်အဲ့ဒါပြီးစီကျွန်တော်တို့ကဟိုးဘက်ချန်ဟိုးဘက်အနီပွိုင်းဘက်ချန်ဟိုးဘက်ချန်ကိုအဲ့ဒီဘက်ချန်ကိုကျွန်တော်တို့သွားမှာအဲ့ဒီဘက်ချန်ကိုဒီကနေဖြတ်ဝင်မှာဟိုကလာတဲ့ကားတွေနဲ့စုံမယ်ဟိုကလာတဲ့ကားနဲ့စုံပြီးတော့ရောက်ရက်တွေခိုက်ပြီးတော့အဲ့မှာရောက်ရက်တအားခတ်ကြမယ်အိန္ဒိယမှာဟိုဘက်လည်းသွားဒီဘက်လည်းသွားဒီမှာအဲ့လိုသွားရတော့ဒီဘက်လမ်းကရတော့ဒီကအလာဒီဘက်ဟိုဘက်လာတဲ့ဟာပဲရမှာကျွန်တော်အဲ့ကနေဖြတ်သွားရအောင်ဟိုဘက်ဆန်အဲ့ဘက်သွားလမ်းဘက်ဆန်ကိုကျွန်တော်ကူးသွားရအောင်ဒီကနေအဲ့မှာဘယ်လိုရောက်ရက်ခတ်မလဲဆိုတော့ကျွန်တော်ပြမယ်
အော်ရတယ်ခတ်ပါပြီမကြီးပါဒီလိုဖြစ်နေရမယ်ဟုတ်ပြီဒါတော့ဒီရရင်ကောင်းဆိုရင်ကိုလုံးကလည်းအောင်ပိတ်မီးပွားရတော့ရှယ်မိပါလေကျော်စေရုံကြီးသွားဖို့ပါဗျာကိုဆိုရင်မြို့ထဲကိုရောက်နေပါပြီမီးပွားမီးမှာဒါပေမဲ့ဒီဘက်ခြမ်းကတော့စိုင်းနေမှာအလဲကျော်တော့မီးနီနေပါမြို့တယ်ဆိုတော့တိတ်မြင်မြင်မောင်းမြန်တော့ကျွန်တော်တို့မော်လမြိုင်မှာဆိုရင်ဒါအောက်လက်မကြီးတိုင်းပဲပေါ့ဒီပုံစံနဲ့ပဲမော်လမြိုင်အောက်လက်မကြီးပေါ့ကျွန်တော်တို့ဟိုဘက်ကိုပါမယ်အော်ဆင်းပါပြီအိုးရှိပါအိုးရှိနာဆိုရင်ကျွန်တော်တို့စေးရုံကြီးရောက်ပါပြီဟိုဘက်ခြမ်းမှာဒီစီတဲ့နေဟိုဘက်ကိုပါရရင်ကျွန်တော်ဝါချလာစေးရုံရောက်ပါပြီစေးရုံပြပါတယ်ဆိုင်ကရမ်းမနေရတယ်ဝင်တော့ဒါဆိုအတက်ဆောက်လာတော့ဟောဒီဘက်မှာတော့မပြီးသေးဘူးဒီမှာပါဗျာစေးရုံကြီးကဝတ်ချလာစေးရုံဝတ်ချလာဒါတော့အခုဒီမှာပါဒါဟိုဘက်အဝါရောင်လာပါအဲ့ဒါကရတဲ့ပါဘယ်ချမ်းနေမှာလဲဆေးရုံကြီးလမ်းပါဗျာဟိုကောင်ကရတော့ဆိုင်ငယ်ကြီးတော့ထားရပြရခတ်တော့ဆေးရုံကြီးပါဗျာရောက်ပါပြီတော့ဒီနေ့စီးတော့စိတ်ကြအောင်သူတို့တော့ရပါပဲရှမ်းကောင်လေးရယ်ဟောမြန်မာ2ယောက်ရယ်ကဒီနေ့သူတို့တွေးစီးပါမယ်သူတို့ညပဲသွားစေးရုံကြီးကဒါအတိတ်ကြီးကဖွင့်ပြီလားမသိဘူးလေညောင်မင်းကြီးပါဟုတ်လားဟုတ်ညောင်မင်းမဟုတ်ပါဘူးဗာပဲလို့နေညောင်မင်းမဟုတ်ပါဘူးရှမ်းမားတွေပဲပြတာစေုံရောက်ပြီဆိုရင်လည်းရေးရမယ်ဆိုရင်စောက်ရမယ်ရေးရမယ်ဆိုတော့ရာဇဝင်ရှိရောဘာတွေပြပြန်မယ်ဟောကနေနိုင်တော့စလိတ်တပြေးတော့ပြီစေုံမှာစလိတ်တော့ပါရကနေမြန်ဆိုင်ကြီးရနေလန်ထားမှာตรงไหนอ่ะ
မေးနေပေါ့တွားရမယ့်ဌာနတွေကအများတွားမတတ်လို့သူနာပြုတ်ကိုမေးအောင်တောင်းရှိလူမေးအောင်ဟာဝန်နေပေးတယ်ဒီနေ့ပိတ်ရတယ်ဒီနေ့ပိတ်ရတယ် ဒီတောင်းရရလားဆို ရေလည်းတောက်လို့ရတယ်မဟုတ်လို့စားကာဖေတော့ရမှာလေကွာ ဘောရှိလားမလား အေးသွားမယ် ဒီဆောင်ရနော် မမီးရလည်းပြောတော့ဘယ်ဘက်ကြံလဲမင်းအပေါ်တော့ကွာအိမ်နာမတွေ့ဖြစ်နေစေးရုံကြီးမှလမ်းပြောင်းဟာမတွေ့ဟာပေါ်ဒီရရောက်အောင်မြန်မာစည်းသွားအောင်မလားမရငါထဲလိုက်လေမင်းဟိုရေကေဘုံတော့ခတ်တာအေးဟောဖြစ်တော့ဟာမောလိုက်တာဆိုင်ငယ်ဘောတော့မှာထွက်လာပါခဲ့တယ်အေးငါထည့်လာ คุณปัชริศรีสุขติดต่อให้ทำแผลค่ะ အဲ့ဒါမင်းတို့ဖွင့်ရမှာလာရအောင်ပေါ့ ဒီလေဒီလိုပြန်နင်းလာနေမှာနင်းလာနေတို့ကနင်းလာနေရှင်းလာရနေတနာရီည ไปไหม รสชาติได้นะ ตลาดสดညမပေါ်ပြည့် နန်းကြီးတောက်တော့ဘာလို့ရှိတယ်ကွာခောက်သွားတယ်ကွာသမင်းကြော်လည်းရှိရ ပေါ်နေနိုင်မယ်ဒီခေါင်းဆွဲနေလိုက်နေได้ ข้าวแพะข้าวแกงข้าวสับปะรดเอ้ยโหရောက်မှထိုင်မလို့တော့ကောမ ပြီးအမတို့အိမ်တော့ပေါက်သွားကြည့်မယ်တော့ပေါက်ဆိုင်မှာအဲ့ဒါပေါက်ကြည့်တယ်လား ဟောရင်နေခုဒီလိုချီနေလေးတစ်ဆက်ပြောပြပါဘယ်လိုဖြစ်သွား ဒီမနေပါဘူးတစ်ခေါက်ပြီးတစ်ခေါက်လာရတာနီးနီးလေးဖို့ပါ ဘာဖြစ်လို့ပိတ်မှမသိမှလာတော့ ခါနေရမပိတ်ပါဘူးသူပြောတယ်တတိပြောတယ်အခုမှမပိတ်ဘူးငါလည်းမပိတ်ဘူးလို့ပြောလိုက်တယ် အဲ့ဆိုနောက်နေ့သွားမလားမဟုတ်ဒါမှနောက်တစ်ပတ် တတိကပြောတယ်နောက်မှတစ်ခေါက်ပြန်လာစီမယ်တဲ့ဘယ်နည်းလာစီခိုင်းမလို့မသိဘူးဆရာမကတော့တနင်္လာနေ့ပြန်လာခဲ့ပြောတယ်၈နာရီနေညနေ2နာရီထိဖွင့်တယ်ဒါပေမဲ့2နာရီမထိုးခင်ဒီအရောက်လာရမယ်သူပြောတယ်2နာရီထိုးပြီးသွားရင်နောက်ပိုင်းပိတ်တယ် อืมโอเคကြည့်ဖို့တော့วันนี้บิดมั้ยเป็นอะไรไม่รู้ วันหยุดนะ วันหยุดนะ ใช่ คนนี้มานะ พรุ่งนี้ไม่มา ไม่มาโอเค พรุ่งนี้ทำงานรอไป จดด้วยเส้นฐานะก็ပိတ်ရောเนาะတရင်ကနေပိတ်ခါတိုင်းတော့မပိတ်ပါဘူးဒီနေ့မှဘယ်လိုဖြစ်ပိတ်ရမလဲမနေ့ပြန်မှသူလာခိုင်းတယ်ဒါပေမဲ့မနေ့ပြန်လာလို့မရကျွန်တော်တို့အလုပ်ဆင်းရတော့မယ်လေမနေ့ပြန်ဆိုတော့ကျွန်တော်၄ရောက်လုံးအလုပ်ဆင်းမှာဆိုတော့အဲကြောင့်ကျွန်တော်လည်းဟိုမှာသိစစ်တဲ့ဟာတွေပါမပြတာသိတော့မှာပါဗီအိုလားပတိုไม่ใช่นะ เดี๋ยวค่อยจับเอา အခုဆိုရင်ကျွန်တော်ဆေးလို့မရတော့ဘူးဆိုတော့ကျွန်တော်တို့အခုမြန်မာဈေးသွားပါမယ်
မဟုတ်စားပါတခုခုစားကြပါမြန်မာဈေးကိုဒီရှမ်းကောင်လေးကိုခေါ်ရမယ်ကဲလိုက်ပမာဏပိုက်တလာဆို ประมาณนะ ก็สดที่ไหนอะพี่ใหญ่รู้ไหม ไม่รู้ ครับ รู้นี่เนี่ยอยู่นี่อะ ใกล้ไหมไปกินอาหารพม่าดีกว่า แกงเค้ก let's go ไปละဆေးရုံကြီးလမ်းမှာဒါအနေနဲ့သွားလို့ရှိရင်ဟိုနေရာမှာကျွန်တော်ပုံကမျိုးရဲ့နာမည်ကြီးနေတဲ့အထင်ကရနေရာကိုနာရီစင်းဟိုအဲ့လိုလေးကိုပြင်းရအောင်ရောက်ပါမယ်